အဲ့မှာမိတ်ဆွေမှာလူမိတ်ဆွေရှိတယ်နတ်မိတ်ဆွေရှိတယ်ဒါကြောင့်နေတိုင်းကုသိုလ်ကောင်းမှုလုပ်တိုင်းနတ်မိတ်ဆွေတွေဖွဲ့ရညအတန်းပေးဝေရလူမိတ်ဆွေလောင်းတဲ့တည်းမလုံလောက်ဘူးဒါကြောင့်မြတ်စွာဘုရားရဲ့ယတနာတုံမှာဗလိ၅ပါးဟောတယ်အဲ့မှာဒေဝတာဗလိနတ်တွေကိုလည်းပူဇော်ပသပါဖွံ့ဖြိုးတိုးတက်ကြောင်း9ပါးဟောတဲ့အခါမှာမြတ်စွာဘုရားဒါတွေပြောတယ်နတ်တွေကိုလည်းပူဇော်ပသဒါပေမဲ့အယက်သေးသားနဲ့ပူဇော်ခိုင်းတာမဟုတ်ဘူးတရားတဲ့နည်းနဲ့ဘာနဲ့နေပူဇော်လို့ရနော်သာသနာပွဲတင်တဲ့နတ်တွေကိုဖျားနဲ့ကွာတန်ဃာတော်တွေကိုယတနာသုံးပါးကိုသူတို့ဒီငှက်ပြောပွဲအုံပွဲတွေနဲ့မှဲ့လာတဲ့အခါသူတို့ပူဇော်ရင်ပူဇော်လို့ရအောင်အမွေးတိုင်းတွေဖျောင်းတိုင်းတွေအမှန်သူတို့ကိုယတနာသုံးပါးကိုပူဇော်ဖို့အတွက်လက်ဆောင်ပေးတာဒီသဘောပြောတာဟုတ်လားသူတို့ဓာတ်ရိုက်ပေးတာမဟုတ်ဘူးလက်ပတ်စီတန်းလေးပါလေးတင်လို့ရထေတွေအရက်တွေကြက်တွေဝတ်တွေအဲ့လိုတက်ဖြတ်ပြီးတော့တင်တာမျိုးတော့မကောင်းဘူးဒေဝတာပလိပြီးရင်အမြတ်တမ်းပေးဝေကိုကအမြတ်တမ်းပေးဖို့လိုက်လို့အဲ့ဒီအမြတ်တမ်းပေါ်မှာကုသိုလ်ကောင်းမှုလုပ်တာကောင်းလိုက်တာ appreciate လုပ်နိုင်တယ်ဒီနတ်တွေကဟောကောင်းလိုက်တာတရားတွေနားနေရတာကောင်းလိုက်တာသူတော်ကောင်းအကျင့်နေကြကောင်းတယ်လို့စိတ်ပါလက်ပါတာတုခေါ်လိုက်ရင်သူက promotion တက်သွားတာလူတွေကတဖြည်းဖြည်းချင်းမှဘုံကန်တက်တာနော်နတ်တွေကချက်ချင်း promotion တက်သွားဒါကြောင့်ဘသူများသူတော်ကောင်းအကျင့်ကျင့်မလဲဘသူများငါတို့ကိုအခွင့်အရေးတွေပေးမလဲသူတို့လိုက်ရှာနေတာကိုအမြတ်တမ်းပေးဝေတဲ့သူတွေသူတို့ကအလိုလိုစောင့်ရှောက်ပါလို့ဆူတောင်းစရာမလိုကျမကိုစောင့်ရှောက်ပေးပါလို့ပြောစရာမလိုဘူးဘိုးအောင်ဘိုးမင်းအောင်ဘသူစောင့်ရှောက်ပြောစရာမလိုဘူးတကယ်နှက်ကောင်းနှက်မြတ်တွေသူတို့အမြတ်တမ်းပေးဝေသူတို့ promotion တက်သွားအလိုလိုစောင့်ရှောက်တာဒါကြောင့်ဘုန်း sexual ဖြစ်ဖို့လိုတယ်လုံချုံနေဖို့လိုတယ်လူရဲ့အကာအကွယ်နတ်ရဲ့အကာအကွယ်ဇောတိကတထေးအိမ်ကိုအဇာတတက်ကဇာတတက်ဘယင်ဖြစ်တာ18နှစ်မှာဘယင်ဖြစ်တာဘယင်ဖြစ်တော့ဇောတိကရဲ့မိန်းမကိုအရင်သွားယူတာပဲဇောတိကမိန်းမမြောက်ကျွန်းသူတရားမင်းယူပြီးပေးသားထားအလွန်ချောတယ်တောင်ကျွန်းကလူတွေတယောက်နဲ့မှမသိဘူးသပင်အားစအကောင်းချင်းအားပြမှာလုံးဝပြည့်ပြည့်စုံတဲ့နတ်သမီးလို့လှဇောတိကတထေးရဲ့မိန်းမအဲ့ဒါကို